မင်္ဂလာပါ Radiohead ပါခင်ဗျဒီနေ့မိတ်ဆွေတို့ကိုကျွန်တော်တို့နေထိုင်နေတဲ့ကဘာမြေစัจ java ရဲ့ဖြစ်တည်လာပုံနဲ့ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးနဲ့ပတ်သက်တဲ့အချက်လက်တချို့ကိုပြောပြသွားပါမယ်ခင်ဗျဒါကတော့ကျွန်တော်ကိုယ်တိုင်လေ့လာကြုံတွေ့ခဲ့တာတွေနဲ့ပေါင်းစပ်ပြီးတော့မှဖြစ်နိုင်ခြေများနိုင်တဲ့အချက်လက်တွေကိုပြုစုထားခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အလွဲအမှားတွေပါခဲ့ရင်လည်းတောင်းပန်ပါတယ်ခင်ဗျကျွန်တော်တွေ့ထားတဲ့အချက်လက်တွေက theory တခုကိုပို့ကားပြီးပြောရမယ်ဆိုရင်ဟိုးလွန်ခဲ့တဲ့အလင်းနှစ်တန်ပေါင်းများစွာတုန်းကဒီကျယ်ပြန့်ပြီးတော့မှအဆုံးမရှိတဲ့အမဲရောက်ဟင်းလင်းပြင်ကြီးထဲမှာကြီးမားတဲ့ supernova ပေါက်ကွဲမှုကြီးတခုဖြစ်ခဲ့ပြီးတဲ့နောက်မှာအလင်းနဲ့တန်ပေါင်းများစွာချီပြီးတော့ကြာတဲ့အခါမှာရုတ်တရက်စွမ်းအင်တစ်ခုကသူ့အနေနဲ့သူ့လို consciousness လို့ခေါ်တဲ့အသိစိတ်ရှိလာခဲ့ပါတယ်ခင်ဗျအသိစိတ်ရှိလာတဲ့စွမ်းအင်ဟာတစ်ချိန်တည်းမှာပဲ energy vibration နဲ့ frequency တွေကိုထုတ်လွှတ်ခဲ့ပါတယ်အဲ့ဒီစွမ်းအင်ဟာချိန်နှုန်းတွေကိုအဆက်မပြတ်ထုတ်လွှတ်နေပြီးတော့ချိန်နှုန်းတွေဟာအကွာအဝေးလိုက်ပြောင်းလဲမှုတွေဖြစ်စေပါတယ်ခင်ဗျချိန်နှုန်းတွေဟာတစ်ခုနဲ့တစ်ခုထပ်သွားတဲ့အခါမှာဥပမာ line တစ်ခုနဲ့တစ်ခုထပ်သွားသလိုမျိုးပေါ့နော် layer တွေတစ်ခုနဲ့တစ်ခုထပ်သွားတဲ့အခါမှာချိန်နှုန်းထဲမှာပါတဲ့ဥပမာ atom လို့အမုံမွားတွေ proton တွေ neutron တွေစတဲ့အမုံမွား particle အားလုံးอ่ะကွာတစ်ခုနဲ့တစ်ခုပြုတ်သိမ့်နေအောင်ထပ်သွားကြပြီးတော့မှထူထပ်မှုသို့မဟုတ်သိမ့်သေးမှုဆိုတဲ့ရုပ်ဝတ္ထုရဲ့ဖြစ်တည်မှုကိုဖြစ်စေခဲ့ပါတယ်ဆိုလိုတာကတော့အမုံအမွားလို့ခေါ်တဲ့ particle တွေဟာတစ်ခုနဲ့တစ်ခုအလွန်ထူထပ်လွန်းတဲ့သိမ့်သေးထူထပ်မှုတွေဖြစ်ပြီးတော့မှအခုကျွန်တော်တို့တွေထိတွေ့နိုင်တဲ့ရေတွေဘောပင်တွေကြောက်ခဲလေမီးတစ်ပင်စတဲ့ reality ဆိုတဲ့ရုပ်ဝတ္ထုမျိုးမျိုးကိုဖြစ်တည်စေတာပဲဖြစ်ပါတယ်တချို့ကတော့လေ matrix အကြောင်းကိုသိကြနားလည်ပြီး system ကိုလည်းနားလည်ပါလဲနဲ့ဘာလို့ matrix တဲကလိုမျိုးမလုံနိုင်ရတယ်လဲဆိုရင်တော့ကျွန်တော်မှဖြေရှိပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့အရှိကကျွန်တော်ပြောခဲ့တဲ့ချိန်နှုန်းတွေကိုအဆက်မပြတ်ထုတ်လွှတ်နေတဲ့စွမ်းအင်စီကိုကျွန်တော်တို့ကပြန်ရမှာပဲဖြစ်ပါတယ်ခင်ဗျဒါပေမဲ့ချိန်နှုန်းထုတ်လွှတ်ရအရင်မြင့်ဖြစ်တဲ့စွမ်းအင်နဲ့ဝေးကွာသွားတဲ့ချိန်နှုန်းတွေဒီအကွာဝေးပုံမူတည်ပြီးတော့မှ particle density လို့ခေါ်တဲ့အမုံအမွားထူထပ်သိမ့်တယ်မှုဆိုတဲ့အရာကြီးကိုဖြစ်စေပြီးတော့မှစွမ်းအင်ကနေသူနဲ့အဝေးဆုံးအကွာဝေးထိကို category လို့ခေါ်တဲ့အဆင့်ဆက်တဲ့ဆင့်နဲ့ကျွန်တော်သတ်မှတ်ထားပါတယ်ခင်ဗျ category လို့ခေါ်တဲ့တစ်ခုတိုင်းဟာကျွန်တော်တို့တည်ရှိနေတဲ့ universe တစ်ခုလုံးရဲ့အကျယ်ဝန်းလောက်ထိကျယ်ပြန့်ပါတယ်ခင်ဗျစွမ်းအင်ရင်းမြစ်လာရာနဲ့အနီးဆက်ဆုံးဟာ category 7ဖြစ်ပြီးတော့မှအမုံမွားသိမ့်တယ်မှုမရှိတလောက်ပါလွှာလုံးပြီးတော့မှအလင်း line ချိန်နှုန်းတွေနဲ့ပြည့်နှက်နေတဲ့ category တစ်ခုဖြစ်ပါတယ်ခင်ဗျ category 7အောက်ကနေစပြီးတော့မှ particle density လို့ခေါ်တဲ့အမုံအမွားထူထပ်သိမ့်တယ်မှုဟာဖြည်းဖြည်းချင်းထူထပ်လာတာပဲဖြစ်ပါတယ်ခင်ဗျ theory ရဆိုရင် category အဆင့်တချို့မှာကျွန်တော်တို့လိုသက်ရှိတွေရှင်သန်လို့ရနိုင်တဲ့ category တွေလည်းရှိပါတယ်ခင်ဗျမိတ်ဆွေတို့စဉ်းစားကြည့်စွမ်းအင်အရင်းမြစ်နဲ့အဝေးဆုံးဖြစ်တဲ့ category တိတ်ရဲ့အမုံမွားတိတ်သေးမှုတွေဟာဘယ်လောက်ထိကြက်ညက်ထူထပ်နေမလဲဆိုတာဒါဆိုရင်ကျွန်တော်တို့နေထိုင်နေတဲ့ဒီကဘာကြီးရဲ့ dimension ကတော့ဘယ် category မှာလဲမိတ်ဆွေတို့ဘယ်လိုသဘောရလဲခင်ဗျ theory ရဆိုရင်ကျွန်တော်တို့နေထိုင်နေတဲ့ universe နဲ့စွမ်းအင်အရင်းအမြစ်တို့ရဲ့အကွာအဝေးဒီ category အဆင့်3မှာရှိပါတယ်ခင်ဗျဟုတ်ပါတယ်ကျွန်တော်တို့နေထိုင်နေတဲ့ university category အဆင့်3မှာရှိနိုင်တယ်လို့ယူဆမိပါတယ်ခင်ဗျ category အဆင့်3တော့မှတော်တော်လေးကိုကန်ကောင်းတယ်လို့ပြောရမှာပေါ့နော်ရှေ့ကတင်းနဲ့နှစ်ဆိုရင်တော့ဘလို့အရာတွေဖြစ်နေမလဲတော့ကျွန်တော်မသိနိုင်ဘူးပေါ့နော်ကျွန်တော်အထင်ရဆိုရင်တော့ 1D 2D ကကြောက်တုံးတို့တစ်ပင်တို့ပျော်စိတ်တို့လိုမျိုးအရာတွေဖြစ်နေလိမ့်မယ်လို့တော့ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်တို့နေထိုင်နေတဲ့ universe ကနေပြီးတော့မှစွမ်းရည်အရင်အမြစ်ကိုပြန်သွားဖို့ဒီကျွန်တော်တို့ universe ပြီးရင်နောက်ထပ် category 10ခုလောက်ကိုဖြတ်ကျော်ရမှာဖြစ်ပြီးတော့ကျွန်တော်တို့အရှိကပြောခဲ့သလိုပဲစွမ်းအင်အရင်အမြစ်နဲ့နီးလေအမုံမွားတိတ်တဲမှုပိုပါလေးဖြစ်တာကြောင့်မလို့ကျွန်တော်တို့ရဲ့ physical body ဆိုတဲ့ရုပ်ခန္ဓာကိုယ်ဟာဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီးတော့ souls လို့ခေါ်တဲ့စိတ်ဝိညာဉ်တစ်ခုသာကျန်ခဲ့မှာပဲဖြစ်ပါတယ် category 4ကနေစပြီးတော့ရုပ်ဝတ္ထုထူထပ်မှုတွေစတင်ပါလွှာသွားမှာဖြစ်တာကြောင့်အဲ့နောက်ပိုင်းကို physical body ကမသွားနိုင်ဘဲနဲ့ souls လို့ခေါ်တဲ့ astral body လိုမျိုးအရာတွေကပဲသွားနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျပြီးတော့ကြားသလောက်ဆိုရင် matrix ဆိုတဲ့အရာဟာလည်း category အဆင့်3တစ်ခုထဲမှာပဲရှိတာဖြစ်ပြီးတော့ကျွန်တော်တို့ conspiracy theory သမားတွေကတော့ဒီ matrix ဆိုတဲ့အရာကိုလူသားအကျဉ်းထောင်ဆိုပြီးတော့လည်းခေါ်ဆိုကြပါတယ်ခင်ဗျဆိုတော့ကဤလူတွေ matrix ကိုတုံးပြီးတော့လူတွေကိုဘယ်လိုလဲစားလဲဆိုတော့ကျွန်တော်ပြောပြမယ် category အဆင့်3ရဲ့အမုံသိမ့်တယ်မှုဟာအလွန်ထူထပ်တာကြောင့်မို့လို့ရုပ်ဝတ္ထုဆိုတဲ့ reality လောကကြီးကိုဖြစ်စေခဲ့တယ်စัจ java သခွင်လုံးဒီ category အဆင့်3စီးရင်ထဲမှာရှိပြီးတော့တိတ်တဲမှုဒီကျွန်တော်တို့တယောက်နဲ့တယောက်ရိုက်တဲ့အခါမှာနာကျင်တဲ့ခံစားချက်တွေကိုဖြစ်စေတဲ့ဒီအမုံတိတ်တဲမှုဟာအရန်ထူထပ်ပါတယ်ခင်ဗျအဲ့ကနေအရာဝတ္ထုတွေဖြစ်တဲ့ဖုန်းတို့မိတ်ဆွေတို့အခုထိုင်နေတဲ့ကလထိုင်တွေမိတ်ဆွေတို့ဝတ်နေတဲ့အဝတ်အစားတွေမိတ်ဆွေတို့စားနေတဲ့မုတ်တွေအခုမိတ်ဆွေတို့နေနေတဲ့အိမ်တွေကွန်ကရစ်တွေပြီးတဲ့မြေတွေမိတ်ဆွေမျက်နှာတဲ့ຢာတွေတမိုးထားတဲ့ຢာတွေကအစမိတ်ဆွေပိုင်ဆိုင်တယ်လို့ပြောတဲ့ခန္ဓာကိုယ်ကအစုံအားလုံးဒီအ
အတမ်အမုံလေးတွေအမြောက်အများကထူထပ်ကြက်သိမ့်နေအောင်စုစည်းပြီးတော့မှဖြစ်လာတာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကကိုလာခဲ့တဲ့အရင်မြင့်စီပြန်ရမယ့်ဟာကိုပြန်မှုမလုပ်ဘဲနဲ့ဒီဘက် category အဆင့်3မှာရှိတဲ့ရုပ်လောကတွေကအရာတွေနဲ့ဆွဲလန်းမိနေပြီးတော့မှအရာတွေကနေရုံထွက်မရတော့ရင်မိတ်ဆွေဟာဒီဘဝကုံလို့နောင်ဘဝမှာလည်းဒီရုပ်လောကတွေကတဏှိရမှာတက်ရှိတစ်ခုခုဆက်ဖြစ်နေမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ကနေအကျိုးမြတ်ရတာကတော့ category အဆင့်3မှာသူတို့အပိုင်လို့ထင်နေကြတဲ့ ilu အဖွဲ့တွေပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဤလူထဲမှာ reptilian တွေရှိကြပြီးတော့သူတို့တွေကကျွန်တော်တို့တွေရဲ့ source တွေကိုအရင်မြင့်စီမပြတ်နိုင်အောင်နီးအမျိုးမျိုးနဲ့ဖန်တီးလဲစားနေကြပါတယ်ခင်ဗျဥပမာလူကြိုက်များတဲ့အရာတွေသတင်းကြော်ညာတွေလူတွေကိုဆွဲလန်းစေတဲ့အလားပပစ္စည်းတွေစားစရာတွေပျော်မွေ့ရနေရာတွေစသဖြင့်မိတ်ဆွေတို့ကိုလာခဲ့တဲ့နေရာကိုမေ့ပြီးပျော်ရွှင်စရာကောင်းတဲ့မာယာကဘာတွေမှပိတ်ထားဖို့ပဲဖြစ်ပါတယ်အဲ့ဒါမှမိတ်ဆွေတို့ကိုလိုသလိုအမြဲတမ်းထပ်အသုံးချနေလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျအကြောင်းရင်းကတော့ဒီလိုပါအချက်လက်ရ reptilian တွေဒီသူတို့ရဲ့အသက်ရှည်ဖို့အတွက်အသုံးပြုရမှာလူသားတွေကိုလိုအပ်တာဖြစ်ပြီးတော့အကယ်၍အရင်မျက်စိကိုပြန်သွားနိုင်တဲ့ source တွေများလာတဲ့အခါသူတို့လိုအပ်တဲ့ source နဲ့လူသားအရင်မြစ်တွေကို short သွားစေလို့ပဲဖြစ်ပါတယ်ခင်ဗျအဲ့တော့သူတို့ကလူသားတွေကိုဒီ category ထဲမှာပဲတော်ကေလိုက်လူပြန်ဖြစ်လိုက်နဲ့တိုင်ပတ်နေအောင်ဆွဲလန်းစေတဲ့ရုပ်ဝတ္ထုတွေကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့တဘောကြတာလေးတွေကိုဝယ်နေတာကိုအပြစ်ပြောနေတာမဟုတ်ပါဘူးခင်ဗျမိတ်ဆွေတို့ရဲ့ခံစားချက်ကိုတစားကန်လုပ်ပြီးတော့သူတို့လိုချင်တယ်လို့ဖြစ်အောင်အကွက်ရွှေ့နေတာကိုပြောပြတာပါခင်ဗျပြီးတော့သူ့ကိုအချင်းချုပ် matrix လို့ခေါ်ပါတယ်ဒီထက်နဲ့နဲသေးတယ်ဆိုပေမဲ့ဒီလောက်ဆိုရင်တော့မိတ်ဆွေတို့တခုခုကိုနားလည်လာပြီထင်ပါတယ်ခင်ဗျဒါဆိုရင် matrix ထဲမှာအစွဲရှိတဲ့လူတွေကဘာလို့အရင်မျက်စီပြန်မနိုင်ကြတာလဲရှင်းပါတယ်ခင်ဗျသူတို့စိုးဖြစ်တဲ့အခါမှာသူတို့ရဲ့သွားမဲ့လမ်းကိုသူတို့ရဲ့အစွဲနဲ့မတိစိတ်ကတတ်မှတ်ထားလို့ပဲဖြစ်ပါတယ်ပြောမယ်ဆိုရင်သူတို့ရဲ့အသွေးအခေါ်ဘောင်ကသူတို့လက်ခံထားတွေးကြုံထားတဲ့ဘောင်လောက်ပဲရှိတာကြောင့်မို့လို့အဲဘောင်ထက်ကြော်လွန်သွားတဲ့တေခြင်းတရားနဲ့ကြုံတဲ့အခါမှာကြတော့ဘာမှလုံးမတတ်ပဲနဲ့လမ်းပြောက်ကြပြီးတော့လူပြန်လာဖြစ်ကြတာပဲဖြစ်ပါတယ်ခင်ဗျဒါတော့ကံကောင်းလို့လူပြန်လာဖြစ်ကြတာပေါ့နော်တချို့ဆိုရင်ဘာကောင်းလာဖြစ်လို့ဖြစ်နေမှန်းတော့ကျွန်တော်မသိဘူးပေါ့ပြီးတော့ပြောဖို့မေးတော့မလို့ကျွန်တော်ပြောပြနေတဲ့အလင်းကျိန်နှုံးတွေရဲ့လာယာစွမ်းရင်အရင်မြေရဲ့နာမည်ကိုတော့တချို့ကဖန်ဆင်းရှင်တချို့က God လို့ခေါ်ကြပြီးကျွန်တော်တို့ conspiracy theory ကလူတွေကတော့သူ့ကို source လို့ခေါ်ပါတယ်ဒါကတော့ကျွန်တော်ငယ်ငယ်ကကြားဘူးတဲ့ငါတို့ဟာတယောက်နဲ့တယောက်မတူကြပေမဲ့အချိန်တန်ရင်တနေရာထဲမှာပဲပြန်ရမှာပါဆိုတဲ့တက်ကြီးရွယ်ဦးတွေပြောတဲ့ဇက်ကားနဲ့တွားဆက်ဆက်မိလို့ပေါ့နော်အဲ့ဒါကိုကျွန်တော်ဆက်ဆက်မိတာလေးများဟုတ်နေမလားပေါ့နော်မိတ်ဆွေတို့ရောဘယ်လိုတဘောရပါသလဲခင်ဗျတိတ်တဲမှုအရန်ထူထပ်လွန်တဲ့ category အဆင့်3မှာနေရတာရောပျော်ရလားခင်ဗျဒါမှမဟုတ်မိတ်ဆွေတို့လာခဲ့တဲ့နေရာကိုပဲပြန်ကျင်နေကြပြီလားခင်ဗျပြန်ကျင်နေပြီဆိုရင်တော့ source နဲ့အနီးကပ်ဆုံးဖြစ်တဲ့အလင်းကျိန်နှုံးစွမ်းရင်ဆိုတဲ့အရာတွေနဲ့နေထိုင်ရင်းနဲ့ကိုယ့်ရဲ့ကျိန်နှုံးတွေကို source ရဲ့ကျိန်နှုံးနဲ့အနီးဆက်ဆုံးဖြစ်အောင်ညှိယူရမှာပဲဖြစ်ပါတယ်ခင်ဗျဆိုတော့က matrix ကိုလည်းရှင်းပြပြီးပြီ matrix ကိုဘယ်သူတွေကတုံးပြီးတော့လဲစားနေတာလဲပြောပြပြီးပြီသူတို့ထက်အားလို့ဘာကြောင့်ထိန်ချုံခံနေရလဲဆိုတာကိုလည်းပြောပြပြီးပြီကျွန်တော်တို့ကိုဖြစ်တည်လာစေတဲ့စွမ်းရည်အရင်းမြစ်ကြောင်းကိုလည်းရှင်းပြပြီးပြီ source နဲ့ကျွန်တော်တို့နဲ့ဘယ်လောက်ထိဝေးကွာနေလဲဆိုတာကိုလည်းကျွန်တော်ရှင်းပြပြီးပြီဘယ်ကိုပြင်ရမလဲဆိုတာကိုလည်းကျွန်တော်ရှင်းပြပြီးပြီဘယ်လိုပြင်ရမလဲဆိုတာကိုလည်းရှင်းပြပြီးပြီကျန်တာမိတ်ဆွေတို့နဲ့ပဲသက်ဆိုင်ပါတော့တယ်ခင်ဗျကျွန်တော် Radio Head ပါ See you next video ပါခင်ဗျ